ရန်ကုန်တိုင်းဒေသကြီးလက်ကူမြို့နယ်မြန်လန်း9မိုင်6ပါလုံးမှာရှိတဲ့ရတနာအောင်မြေကျောင်းတိုက်တွင်မှာဝါဆိုဝါကကြမိတန်ဃာတော်များဆရာကြီးဆရာလေးများအားလုံးဝါဆိုတော့မှာဖြစ်တဲ့အတွက်ဝါဆိုကာလဟာအခုဝါဆိုလာပြည့်ကျော်တရက်နေ့ကနေစပြီးတော့တရင်ကျော်လာပြည့်နေ့အထိဆိုရင်တဝါတွင်လို့အလုံးသုံးလုံးသတ်မှတ်တဲ့အတိုင်းဝါဆိုခေတ်ကိုလည်းပြောရပါတယ်ပြောပြရပါတယ်ဝါဆိုကာလပေါ့အကြောင်းရဲ့ဘယ်နေရာရဲ့အပြင်ကိုထွက်နေရင်အဲ့ဒီဝါကျူးတယ်အဲ့ဒီဆရာလေးအဲ့တန်ကဝါကျူးတယ်ပေါ့ဘယ်နေရာရဲ့အတွင်းမှာရှိနေဝါမကျူးပေါ့ဦးဇင်းတို့ရတနာအောင်မြေကျောင်းတိုက်တိုင်းလုံးရဲ့အရှိဘက်အနောက်ဘက်တောင်ဘက်မြောက်ဘက်ကျောင်းချံတဝန်းလုံးရှိကျောင်းချံကြီးအားလုံးတည်ပင်လျင်ကျောင်းရဲ့ဝါဆိုခေတ်ဝါဆိုကာလဝါဆိုအဝန်းဝါဆိုအဝိုင်းဝါဆိုချမ်းတို့ဒီလိုတတ်မှတ်ပါတယ်ကျောင်းထဲမှာကျောင်းဆောင်ပဲဝါဆိုပြီးတော့ပဲဆောင်းနေသူကဝါမကျူတော့ပါဘူးကျောင်းဝင်နေနေလို့ရှိရင်ကျောင်းဝင်နေနေတဲ့သူမှန်သမျှဝါမကျူဘူးဝါဆိုပြီးသားလည်းဖြစ်ပြီးသွားပါပြီဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီကျောင်းဝင်ထဲမှာအာယုံတက်ရပါမယ်အဲ့ဒီကျောင်းဝင်ထဲမှာအာယုံမတက်လို့ရှိရင်အဲ့ဒီယဟန်တန်ကအဲ့ဒီသာသနာတော်ရဲ့သာသနာဝန်တန်ရှင်ယဟန်ကြီးကဝါကျူးတယ်လို့ဆိုပါတယ်ဥပမာဒီနေ့စပြီးတော့ဝါဆိုတယ်မနက်ဖြန်နဲ့ခင်းဆိုလို့ရှိရင်အာယုံတက်တာ9နာရီတက်တယ်ဆိုလို့ရှိရင်အာယုံတက်တဲ့အချိန်အဲ့ဒီဝါဆိုတဲ့ကျောင်းထဲမှာရှိနေရပါမယ်အာယုံတက်တဲ့အချိန်ဝါဆိုတဲ့ကျောင်းထဲမှာမရှိရင်ဝါကျူးတယ်လို့ဆိုပါတယ်ဝါအရေးအတွက်တော့ရတယ်ဝါဆိုလိုက်တာနဲ့ဝါအရေးအတွက်ရတယ်သို့တော့ဝါကျူးတယ်ပေါ့ဝါမကျူးအောင်ခီးသွားပြီဆိုလို့ရှိရင်လေဓာတုံသောတုံဓမ္မတုံဓာတုံတပြည့်တော့အလှူဒန်းလုပ်ချင်လို့တပြည့်တို့ဘယ်အိမ်ကိုကြွားပါဘယ်မြို့ကြွားပါဘယ်နိုင်ငံကြွားပါဆိုရင်ကြွားလို့ရတယ်ဝါပန်ပြီးတော့9ရက်အတွင်းပြန်လာပါမယ်ဆိုပြီးတော့ကြွားလို့သောတုံတပြည့်တော့တရားနာယူခြင်းလို့ပါဗျာဓမ္မတုံတရားဟောဖို့ရှိလို့ပါဆိုလို့ရှိရင်အဲ့ဒီအကြောင်းဒီကြောင့်ဆိုရင်ဝါပန်ပြီးတော့9ရက်ကြွားလို့ရတယ်အဲ့ဒီအကြောင်း3ချက်မဟုတ်ဘဲနဲ့ဒီတိုင်းတော့ဝါတွင်ကာလမှာခီးကြွားလို့မရဘူးလို့ဒီလိုဆိုတယ်ဒါတုံသောတုံဓမ္မတုံလို့ရှိတဲ့အတိုင်းအလူတန်းပြုလုပ်ဖို့အတွက်ပြင်ရင်တရားနာယူခြင်းလို့ပြင်ရင်တရားဟောစရာရှိလို့ကြွရင်အဲ့လိုကိစ္စတွေကြောင့်ဆိုရင်ဝါပန်ပြီးတော့ကြွလို့ရပါတယ်တဲ့အဲ့ဒါဆိုတော့အခုရှေးဥစွာဆရာတော်ဖြစ်တဲ့ဦးဇင်းကရှေးဥစွာဝါဆိုပါမယ်ဝါဆိုပြီးသွားတဲ့အခါမှာတန်ဃာတော်များကိုတပါးချင်းမဆိုခိုင်းတော့ပဲနဲ့ဦးဇင်းကပဲချပေးပါမယ်ပြီးတဲ့အခါမှာဆရာကြီးဆရာလေးတွေဝါဆိုဖို့အတွက်ချပေးပါမယ်ရှေးဥစွာ
ဦးဇင်းတို့ဝါဆိုမှဖြစ်တဲ့အတွက်ဦးဇင်းဝါဆိုပြီးတဲ့နောက်ပိုင်းမှာပြီးသွားတဲ့အခါမှာသံဃာတော်များအပရိသတ်များအားလုံးကဝါဆိုပန်းလေးတွေကိုစီကိုင်းပြီးတော့သာဓုခေါ်လိုက်ကြရအောင်ဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိသာဓုသာဓုသာဓုသံဃာတော်များဝါဆိုရအောင်လိုက်ဆိုပါဗျာဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိသာဓုသာဓုသာဓုကဲတို့ဆရာကြီးဆရာလေးများအားလုံးပါစုဝကံရလိုက်ဆိုရအောင်ဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိဣမသမေဝိဟာရေဣမံဒီမတံဝတ္တဥပေမိသာဓုသာဓုသာဓုဣမသမေဝိဟာရေဆိုတာဒီအကြောင်းတိုက်အတွင်းမှာဣမံဒီမတံဤဝါရတောလကာလပတ်လုံးဝတ္တဝါဆိုဝါကချင်းဝါဆိုဝါကပြီးတော့နေထိုင်ခြင်းကိုဥပေမိကာရောက်ပါပဲမြင်ဖျားစိကပ်ပါမယ်ဖျားနေထိုင်ပါမယ်ဖျားလို့ဒီလိုဆိုလိုက်တာနော်အဲ့ဒါဆိုတော့နောက်ကသံဃာတော်များနောက်ကအပရိသတ်များအားလုံးကဝါမြောက်ဝါတာဝါဆိုပိုင်းလေးတွေကိုင်းပြီးတော့သာဓုခေါ်လိုက်ခြင်းဒီပင်လင်အားလုံးရဲ့ကုသိုလ်ကိုဝါမြောက်ဝါတာဖြစ်ပြီးသားပါဝင်ပြီးသားဖြစ်လို့ဝါဆိုတဲ့အကျိုးအာနိသင်ဒီဝါဆိုခြင်းကြောင့်ဝါဆိုပန်းကချင်းကြောင့်ရတဲ့အကျိုးဝါဆိုနဲ့ဆက်ဆက်တဲ့အကျိုးဒီဝါဆိုပန်းနေကင်ပြီးတော့ဘေးပဋ္ဌာန်းများပူဇော်ခြင်းဓမ္မစကြာပူဇော်ခြင်းစတဲ့ရရှိတဲ့အကျိုးတွေသာဓုခေါ်ခြင်းကြောင့်ကိုယ်တိုင်လည်းပါဝင်ရရှိပြီလို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သာဓုခေါ်ကြပါကုန်စို့သာဓုသာဓုသာဓုကဲပြည့်စုံပါပြီနော်